ဘန်တပွန်တောင်းယူကျူမှာစပိန်စီသမားတွေခဏခဏလာစီးပြီးတော့တွေ့နေရတာခုမှပဲကိုယ်တိုင်ရောက်တော့တယ်ဟိုဘက်ကမာတာလိုင်းတွေပြေးတာလားမာတာလိုင်းတွေရှိနေတာကားလမ်းမနီးမဝေးပဲအမြန်လမ်းမကြီးဘေးကနေပြေးထားတဲ့လမ်းတွေလားမသိမာတာလိုင်းကဲမြင်ရတဲ့တောတောင်ရှုခင်းအလှဟိုထူးကြီးဆယ်ကိုတော့နင်းပြီးပါတယ်အလုံးမကန်ကြီးပွားမြိုက်ပါစီထောင်းထပွားမြင်ရတယ်စေဒီတော့ပါစေဒီတော့ဘေးကတောတောင်နဲ့ပတ်လန်းစေဒီကပတ်လန်းနဲ့စေဒီတောင်ထိတ်ကမြင်ရတယ်တောတောင်ရှုခင်းအလှဟွာရေပြင်ကြီးရတော့တာရန်ကုန်မြို့ရေပေးဝင်နဲ့ထူးကြီးဆယ်ဆိုတာဖူကြီးခေါ်လားထူးကြီးခေါ်လားဆယ်ကြီးရေပြင်ကြီးအောက်ကတော့ဘန်တပွန်းတောင်ဗုဒ္ဓတက္ကသိုလ်ရောဘာကကျောင်းရောအကုန်လုံးလှုပ်ထားတာတောက်လျှောက်ဘာသာဦးတွေပဲမသိဘူးတောင်ကုန်းလေးတွေထိနေထူးကြီးဆယ်ဖူကြီးဆယ်နဲ့ရေကန်နဲ့ပန်းတပွန်းတောင်စီကျမ်းမှာချမ်းသာအောင်စီဒီလက်ချမ်းဒီလိုလည်းယုံနေတယ်အရန်စီဒီရွှေစီဒီငွေစီဒီအရန်စီဒီတွေရတဲ့ကယုံနေတရားတက်လာခဲ့တဲ့ဆောင်းတန်းရွှေလျားဖုံးတာဝါတိုင်းဒါဝင်လာခဲ့တဲ့မောင်းလာခဲ့တဲ့ကားလန်ကျော်ဒီလမ်းတိုင်းမောင်းလာပြီးတော့ဒီတိုင်းတောင်ကျရတရားဘာကကြောင်ဆောဦးဒီရှေ့ကနေပြီးပတ်လာပြီးဒီဆောင်းတန်းထိပ်မှာကားထားတာဆောင်းတန်းထိပ်မှာဆရာတော်ကားနဲ့ဆရာတော်ကြောင်းနဲ့တွေ့တယ်ဒီမှာလည်းအကြောင်းဆောင်ကြီးတော့